second 50ချိန်ရမယ်ဗျအိုးကောင်းလိုက်တဲ့ Roy AUG 4 time ပြစ်ချက်တွေအောက်မှာဒီမှာအတင်းဖြစ်တဲ့ရန်ကုန် Gladigo YG MSI 4man live မျှတယ် 4v4 Masa Smile ကားလေးနဲ့ပဲအသားလေးပဲ location လေးကိုကြည့်တော့ကြည်သွားတယ် pre နေကြီးကြလာခဲ့နောက်မကလို့ကြောက်ကွက်ထိုးသလိုပဲ possession ယူရတာလေ show လိုက်အောင်ကဲပွဲစဉ်ကတော့စတင်ပြီဖြစ်ပါတယ်နော် PUBG Mobile Challenger League ရဲ့ V1 Day 5နောက်ဆုံးရက် Round 1 Random Match စတင်ပြီဖြစ်ပါတယ်နော်မနေ့ကနော် Chicken 6ပွဲကတော့မြန်မာအသင်းတွေကြီးပဲ Chicken 6ပွဲကိုထိုက်တန်သိမ့်ပိုက်ပြီးတော့လက်စွမ်းပြခဲ့သလိုနော်ည2နာရီမှာလဲဟလားချက်စီးနဲ့မန်ယူဟလားကျွန်တော်တို့ဒါချက်စီးအိမ်ဝဲမှာနော် United က1-0နဲ့သွားဖုတ်လိုက်တယ်ဟလားမနေ့ကတော့စိတ်ချမ်းသာစရာလေးတွေပေါ့နော်ဒီနေ့လဲဒါမြန်မာအသင်းတွေမနေ့ကလိုပဲထပ်မံပြီးတော့လက်တံပြအောင်မလားဆိုတာကတော့စောင့်ကြည့်ရမယ်ဗျလောလောဆယ်မှတ်ပေးစရာကိုကြည့်လိုက်တဲ့ခါမှာတော့အားလုံးတွေ့မြင်ရတဲ့အတိုင်းပဲထိတ်ဆုံးမှာဥဆောင်နေခဲ့တဲ့ရန်ကုန် Galactico YG မနေ့ကတော်တော်လေးကို performance ကောင်းနေပြသသွားတယ်ထိတ်ဆုံးက HYV နဲ့အမှတ်80ပြတ်နေခဲ့တဲ့အနေအထားကိုလုံးဝ6ပွဲလုံးအကောင်းဆုံး performance တွေထုတ်ပြသွားရင်းနဲ့ပဲအဆင့်2လုံးနေရာမျိုးကအသင်းကိုသူကဒါအမှတ်40နီးပါးလောက်ပြန်ဖြတ်ထားတယ်ဗျာနော်အမှတ်80ပြတ်နေတဲ့အသင်းကိုအမှတ်40ပြန်ဖြတ်ပေးထားတယ်နော်ပြီးသွားရင်သရုပ်ဓာနေရာမှာ MSI 183မှန် Shot 5မှာကျွန်တော်တို့ OV Observation Esport 164မှတ်ရှိပြီးတော့ Shot 6မှာ NGGC Philippines အသင်း Shot 7မှာကျွန်တော်တို့ရဲ့ဒါမြန်မာအသင်းတစ်သင်းဖြစ်တဲ့ JNK တွေကျွန်တော်တို့အသီးသီးရပ်တည်နေခဲ့တာဖြစ်ပါတယ်အဲ့တော့ early game ကျွန်တော်တို့ Random Match ကတော့ဒါ K point ရှာမယ်မှတ်လို့တော့ပြောချင်တယ်အဲ့တော့ ဘောလုံးကွင်း Stadium မှာတော့ NMSS နဲ့ကျွန်တော်တို့ Cambodia အသင်း OSG player တွေထိတဲ့တော့ပတ်တိုက်မှုလေးရှိနေခဲ့ပြီး M4 3 time အလှလေးနဲ့ပဲ spray jet တွေအောက်မှာ Cambodia player လေးတယောက်ကတော့ထပ်ပြီးတော့ top မှောက်တော့မှောက်သွားတယ်ဗျနော်နေက player လေးတွေကိုအပါတော့ခေါ်ပေးထားတယ်ပြဿနာတော့မရှိဘူး early game သူတို့ K point ရှာတာဖြစ်တဲ့အတွက်ဒါသူဥရင်သူစားပဲကိုဥရင်ကိုစားပဲဟလား battle 9 K point ရမယ် battlefield လည်းပြဿနာမရှိဘူး record တွေပါပြန်ရမယ်ကန်ဆိုးမှသာသူတို့အစောကြီး early game မှာတွေက eliminate ဖြစ်သွားမှာဗျ random match ကတော့ဒါတင်းနေအနေနဲ့ကတော့ K point ကိုရှာကျင်တာဖြစ်တဲ့အတွက် early game မှာတွေက battle လေးကျွန်တော်တို့ဒါထိတွေ့မှုလေးကြည့်ရှုခန်းစားနေရတာဖြစ်ပါတယ်ဗျနော် okay shout out ဦးစီလေးနဲ့ပဲတောက်လျှောက်ပဲကျွန်တော်တို့ဒါ pre-fire လေးပေးတဲ့အောက်မှာပဲဂျွန်မှောက်သွားပြီဗျချက်ချင်းပဲကျွန်တော်အစောပိုင်းကာလာမှာတင်ဆက်ပြောကြားခဲ့သလိုပဲเนาะ player 3ယောက်ကို battle ပေးဆိုင်ထားတယ်ဒါဂျိုးဆက်အနေနဲ့ player တွေကို teammate တွေကိုပြန်ပြီးတော့ခေါ်ဆောင်ပေးထားတယ်ဗျအဲ့တော့ Phoenix Esport Dice Simple စင်းမှာတော့မြေတွေထားတယ်ဒီဘက်ကကျွန်တော်တို့ top ADHR ဖိလစ်ပင်းအသင်းနဲ့ရင်ဆိုင်အတွေ့မှာတော့ K point လေးတွေစောစီးရှာထားနိုင်မယ်ဆိုရင်တော့ Phoenix Esport တို့ကတော့အခြေအနေကောင်းမယ်ဗျလက်ရှိမှာ Astro ကကိုင်းထားတယ် level 2 hammer level 2 fast နဲ့ပဲ okay နောက်ကနေ back shot ပစ်ချက်တွေအောက်မှာတော့ simple မှောက်တော့မှောက်သွားရောက်ရင်တောင်ကုန်းပေါ်နေရောက်ရင်တောက်လျှောက်ပဲ pressure တွေပေးချက်တွေအောက်မှာ simple မှောက်သွားခဲ့တယ်လို့ dive ကိုပါထပ်ပြီးတော့နှောချဖို့တော့ကြိုးစားနေတဲ့ dive အနေနဲ့ကျွန်တော်တို့လှုပ်လို့မရတော့ဘူးဒီနေထားမှာတော့ Astro ကနဲ့ပဲဝင်ရောက်ပစ်ခတ်ထားနေပဲ dive အပါခေါ်ကန်ထားရတယ် Phoenix Esport player တွေတယောက်ပြီးတယောက်တော့ကျွန်တော်တို့မှောက်နေတယ်ဗျ okay ကျွန်တော်တို့ PMMC 2026မှာ local မှာ champion title ကိုယူထားခဲ့တဲ့ Phoenix Esport ဆိုရင်တော့ဖြင့် PMC ရဲ့2026အရောက်မှာတော့ V1 မှာတော့သူတို့ရဲ့ဒါ performance လေးတွေကတော့ဒါနည်းနည်းလေးကျွန်တော်တို့ဒါတိုင်ပတ်နေခဲ့တဲ့ပုံစံမျိုးလေးတွေတွေ့မြင်ထားရတယ်ဗျ Phoenix Esport အနေနဲ့ကျွန်တော်တို့ဒါ chef 60လို့နေရာမျိုးမှာရပ်တည်နေရဗျအဲ့တော့ Phoenix Esport local ပွဲတွေမှာပြသခဲ့တဲ့ performance တွေအတိုင်းเนาะဒီနေ့မှာထပ်ပြီးတော့ပြသနိုင်ပါစေလို့ဆုမကောင်းတောင်းပေးနေတယ်ဗျာเนาะအဲ့တော့ non နေက player လေး perfect အတန်နဲ့အဝေးပဲ AC ပဲသူ့ရဲ့ teammate top ပြန်ပြီးတော့ပဲလွယ်ကူကူပဲ pressure ကင်းကင်းနဲ့ပြန်လဲပြီးတော့ကျွန်တော်တို့ကင်မိထားတယ်အဲ့တော့ Phoenix Esport တွေပြန်ပြီးတော့ camp တော့ပြန်တော့လာအောင်မယ်ဗျအဲ့တော့ဆောင်းပိုင်း early game မှာအမှတ်ပေးစရာလေးကိုကြည့်လိုက်တဲ့ခါမှာတော့ Observation Esport 3မှတ်ရရှိထားခဲ့သလို GG 3မှတ် MSS 3မှတ် early game battle sign နဲ့အသင်းတွေကတော့အမှတ်တွေကိုစီရရှိနေခဲ့ပြီး Cambodia BKE 2မှတ် ADHR Philippines အသင်း3မှတ်ဗျ okay အဲ့တော့ဘာမှမဆိုဖြစ်သွားနိုင်တဲ့ PUBG ဆိုတော့ငါစောင့်ကြည့်ရမယ်ဗျဒါပေမဲ့လွယ်တော့မလွယ်ဘူး 1v4 1v3 ပြစ်ဖို့ကတော့လွယ်တော့မလွယ်ဘူး position အရန်ကောင်းမှပဲခံပြစ်လို့ရမယ်ဗျလက်ရှိအနေထားမှာ hammer လည်းမရှိဘူးလက်ထဲမှာကင်ထားတာ UMP 45နဲ့ Astro ကေယောငါဒီမှာအေးကိုပြောတယ် KE ပြတ်သွားပြီရောက်ရေးတခါလေ eliminate ပါဖြစ်သွားတာရောက်ရေးဟမ်ကမ်ဘောဒီးယားအသင်း KE early game မှာပဲ eliminate ဖြစ်သွားခဲ့နှောက်မှာတော့ HYV အနေနဲ့2မှတ်တော့ပေါင်းသွားခဲ့ပြီ 4 man alive ပဲဗျအဲ့တော့ Q တွေလုံးဝ compound ထဲကတော့ထွက်လာလို့မရဘူး
အဲ့တော့ဘတ်တယ်ကိုအပြတ်ဆိုင်ပါလားသို့မဟုတ်တသင်းက for ပြီးတော့ပဲတခြားနေရာမျိုးကိုရွေးချယ်ပြီးတော့ position သွားယူမလားစောင့်ကြည့်ရမယ် minus pre-fire ကြိုပေးဖို့တော့စူးစမ်းတယ်ဗျဒါပေမဲ့ဟိုဘက်ကပေးထားတဲ့ damage ကတော့တော်တော်လေးကိုကျန်းတယ်ဝင်လာတာ damage ကတော်တော်ကျန်းတယ်သူရဖင်ကတ်ကိုဖြစ်သွားတယ်တတုံးပဲကျန်းတယ်ကိုကြီးမောင်လက်ထဲမှာကင်ထားတဲ့ molly tooth sorry molly top okay ကိုမောင်လေးကိုပြစ်ထည့်ပေးထားတယ်ကိုကြီးမောင်ရဲ့ကျွန်တော်တို့ aspect ပြစ်ချက်တွေအောက်မှာ time to quit minus ကုန်တော့ကောင်းသွားပြီဇင်းအိမ်မော်ထက်ကနေပဲပြန်ပြီးတော့ပြစ်ထားပေးနေတဲ့ GC player လေးထိုးသွားပြန်ပြီးနှော်သွားခဲ့သလိုအိမ်မော်ထက်မှာရှိနေခဲ့တဲ့ player နဲ့ GC ကိုငိမ့်မအောင်ထိတ်တိုက်ရင်ဆိုင်အတွေ့မှာတော့လက်ရှိစော်ပိုင်းကာလာမှာအာလီဂိမ်းမှာ on fire ဖြစ်နေပါတယ်ဆိုတော့ time to quit 6မှတ်သာရရှိသွားရင်းနဲ့ပဲ eliminated ဖြစ်သွားခဲ့ပြီဗျ GC တွေเนาะ GC လေးတွေကိုအားပေးပါအောင်เนาะ GC တွေအဆင့်19ရောက်နေတယ်သူတို့တပွဲလောက်ရောရမယ် YG ပျောက်နေတာရောက်ရင်เนาะ YG စင်းမှာလုံးဝမမြင်အောင်အေးစိအငင်းကိုစော့နေတာဗျထိတ်ဆုံးမှာရောက်နေတဲ့အတင်းကတော့ AC ပဲเนาะထိန်းပြီးတော့ဆော့မှာပဲ YG အနေနဲ့ဇုံအချင်းဘက်ကနေပဲစိုက်ကဲညာဘက်ချမ်းကနေတိုးဝင်သွားရင်းနဲ့ပဲကွန်မောင်းလေးတွေကိုသူတို့အနေနဲ့ဟိုးလောက်ခွင့်တော့ရအောင်မယ်ဗျစင်းပြောင်းသွားခဲ့တဲ့နောက်မှာတော့ BKE နဲ့ Phoenix Esport A1 ကဲ Phoenix တွေလောက်ပါဦး Phoenix တွေအမြင့်ဆုံးပြန်တန်းတာလေးမမြင်ရသေးဘူးเนาะ A1 နေတလုံးတော့ပြစ်ထည့်ပေးတာတယ်နေကတော့ဘာမှတော့မဖြစ်သွားဘူးအဲ့တော့မြန်မာအသင်းနောက်ထပ်သင်းဖြစ်တဲ့ GNK နဲ့လည်း battle sign နေခဲ့ရလေး game assist လေးတက်နေတယ်ဗျလက်ရှိ BKE တွေပေါ်တက်ပြစ်ဖို့ကတော့မလွယ်ဘူးအဲ့တော့ပေါ်ဘက်ချမ်းအနေပဲ Phoenix Esport player လေးထောက်ထားတယ်ဗျBKE အနေနဲ့ battle sign မှုအတွက်ဆိုရင်တော့သူတို့အနေနဲ့ဒါ aggressive ဆက်ဆံတဲ့အပေါ်တက်ပြစ်ဖို့ကတော့မလွယ်ဘူးဗျဟုတ်ဒီ battle လေးပြီးပြတ်သွားမလားလောဆယ် BKE frenzy ကတော့နော့နေပြီအဲ့တော့ dive get nate တစ်လုံးထပ်ကြည့်မယ်ရော့ရော့မနှော်အောင်ရောက်ပြီမနှော်အောင်ရောက်ပြီအဲ့တော့2မိနစ်တော့အချိန်ရတယ်ဗျာနော်သူတို့2မိနစ်တော့အချိန်ရတယ်မသေးချာမရေရဘဲနဲ့ဘတ်တယ်ကိုတော့သူတို့ဒါတော့မသေးချာဘဲနဲ့မပိုင်ဘဲနဲ့တော့အရင်ဆိုင်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပြောနေအတွင်းမှာပဲသူလား BKE ရှော့သွားပြီဗျာနော် player တယောက်ကိုတော့ထားခဲ့တယ်နော် player 3ယောက်လောက်ကတော့ဒါကောင်းလိုက်တဲ့ dive ကကျွန်တော်တို့ဒါ M43 တိုင်း angel အောက်မှာကားပေါ်ကနေကျွန်တော်တို့ဒါ frenzy ပုတ်ကနေပြုတ်တော့ကြာသွားခဲ့ပြီဗျ BKE တွေ player 3ယောက်ကလုံးဝဘိတ်ပြီးတော့ဒါ forward ပြီဆိုပြီးတော့ဒါလုံးဝအပြတော့လုတ်ခဲ့တယ်ကွန်မောင်းနားမှာ player တယောက်ကိုခြံခဲ့တယ်ဗျ3ယောက်ပဲ forward တယောက်ကကွန်မောင်းမှာကျန်းခဲ့တယ်ခုနဆင်းမှာတော့ okay simple booster ပြီးတော့ booster တယ်ဒိုက်ကိုကားပေါ်တင်းနေပဲ BKE တွေရှိတဲ့ဘက်ကိုတော့ဝင်ရောက်ပစ်ခတ်ပြမှာလားစောင့်ကြည့်ရမယ်ဗျ okay ဇုံလေးကတော့မစိုးဘူးဗျသူတို့ state 4 zone ကတော့အဆင်ပြေမဲ့အလားလာလေးရှိနေတော့မယ် YG လည်း okay NASA fine နေတော့မယ် observation esport cycle ထဲမှာ mid cycle မျိုးတော့သူတို့ဒါ position ယူပြီးသွားပြီဗျနော် OV တွေ mid cycle ပုံစံမျိုးကိုသူတို့ရသွားပြီလို့တော့ထင်တယ် survive တော့ဖြစ်တယ်ကဲဒါကတော့ GC ကိုငိမ့်မောင် crazy ကားလေးနဲ့ပဲ rotation လုပ်ပြီးတော့ပဲ MSS player တွေရဲ့ location ကိုတော့ scout ပေးထားတယ်ကိုငိမ့်မောင်နေတလုံးပြစ်တင်ပေးထားတယ် 1C ရဲ့ပြစ်ချက်တွေအောက်မှာ mana point game message တွေတက်လာခဲ့တယ်ဗျကာပါထပ်ပြီးနော်ဝါခဲ့ပြန်ပြီလက်ရှိဒီဘက်တွေဆင်းမှာတော့ဖိလစ်ပင်းအသင်း MSS နဲ့ကျွန်တော်တို့ဒါမြန်မာအသင်းဖြစ်တဲ့ GC ကိုငိမ့်မောင်တို့အသင်းထိတ်တဲ့တွေ့နေခဲ့ပြီဒီအားပြိုင်မှုမှာကျွန်တော်တို့ရဲ့ဒါမြန်မာအသင်းပဲထပ်ပြီးတော့ဒီဘက်တွေကိုအကောင်းဆုံးလုပ်ပြသွားမလား GC တွေ fighting ကိုအားပေးရဲ့အသင်းကိုမြန်မာလန်လေးလွှင့်ပြီးပွင့်လင်းမြင်သာမှုရှိအားပေးကိုနော်မြန်မာအသင်းတွေတဲမှာကျန်တဲ့အသင်းတွေတော်တော်များများအဆင်ပြေနေတော့မယ်လက်ရှိကျွန်တော်တို့တန်းစင်းစုံမှာအဆင့်19မှာဒါ GC ရောက်နေ GC လေးဒီပွဲ on fire ဖြစ်ပြီးတော့ဟာလာ rank ကောင်းလေးရမယ် K1 လေးများလေးရသွားမယ်ဆိုရင်တော့မစိုးသူတို့15မှတ်အမှတ်20လောက်ဖမ်းနိုင်ရင်တော့မှဒါ shot 60တို့ပါလို့ရောက်သွားမယ်ဗျကဲအဲ့တော့ Nate လုံးကြလာခဲ့နောက်မှာ Chili Pot နော်သွားခဲ့ပြီဖြစ်ပါတယ်မင်းတို့မတိုးရဲဘူးတာတက်တိရှိတိုးသွားလိုက်ဇာရှိတိုးသွားလိုက်ဒီကောင်လေးမတိုးရဲဘူးသလားနော်အမှန်သိတယ်ဒါပေမဲ့မတိုးရဲဘူးစဝမ်နောက်တဲ့ Nate တလုံးလွတ်တင်ပေးရတယ်တော်သေးတယ်ရောက်ဝင် Nate ကကြော်သွားတယ်ဟာအဲ့တော့ဒီနားလေးမှာပဲ GC မြန်မာအသင်း GC Golden Cross ကားလေးတွေကာဗာယူတိုင်းနဲ့ပဲ survive လုပ်ဖို့အတွက်ကိုတော့အသေးအတန်တော့စူးစမ်းနေတယ်ဗျတစ်ဖက်ကဖိလစ်ပင်းအသင်း MSS အနေနဲ့ Nate တွေတလုံးပြစ်ထည့်ရင်းနဲ့ပဲ pressure တွေဖိတော့ပေးနေခဲ့တယ်သို့တော့ညားလဲဒီလိုမျိုးပေးနေခဲ့တဲ့ pressure တွေကြားထဲမှာ Chili Pot ဂျော်တာနော်နေခဲ့အနေထားမှာမြန်မာအသင်း GC ဒီ pressure တွေကိုကြမ်းခံပေးနိုင်မလားစောင့်ကြည့်ရမယ်နောက်တဲ့အသင်းထိတ်ဆုံးဦးဆောင်နေခဲ့တဲ့ H1V ဖိလစ်ပင်းတွေပါဒီနားကိုထပ်ပြီးတော့ရောက်လာခဲ့ပြန်ပြီဗျအဲ့တော့ GC Golden Cross အဆင်ပြေပါမလားစောင့်ကြည့်ခြင်းစရာတော့ကောင်းနေခဲ့ပြီလို့တော့ပြောချင်ပါတယ်အဲ့တော့နှစ်သင်းကြားညက်သွားရင်အဆင်မပြေဘူးနော်
တီဝါပြီလူရှိမန်းတီဝါပြီတာကြီးဂျားညက်ပြီနော်နေတွေဟိုဘက်ချမ်းအောင်ဟာရောင်စင်မပြေတော့ဘူး MS ကပေးတဲ့ pressure တွေဒီဘက်က H1V Philippines တွေပေးတဲ့ pressure တွေဂျားထဲမှာမြန်မာအသင်း GC Golden Cross ဂျားတော့ညက်နေပြီဗျကျွန်တော်အစောပိုင်းကာလမှာစီခန်းပြောကြားခဲ့သလိုပဲဘယ်လိုမျိုး pressure တွေပဲရှိ GC အကောင်းဆုံးကြော်ပြပြနိုင်မလားစောင့်ကြည့်ရမယ်လို့တော့ပြောချင်တယ်ဗျဆုံကျင်းဖို့အတွက်ကတော့2မိနစ်လိုသေးတယ်ဒါကြောင့်မလို့ cycle တွေကိုဒါကြိုတင်ပြီးတော့ဇုံကြိုဝင်သွားမယ်ဆိုရင်လည်းအဆင်မပြေဘူးဒါကြောင့်မလို့တို့ဇုံပြင်မှာပဲကြက်ခံပြီးတော့ပဲဘတ်တာဆိုင်မှုတော့စူးစမ်းနေတယ် Master Smile Special အပါခေါ်ပေးထားတယ်ရန်ကုန် Galactico YG 3မှတ်တော့ရသွားပြီလက်ရှိစင်းပြောင်းသွားတဲ့နောက်မှာတော့ Philippines NGGZ မြန်မာအသင်း Observation Esport ထိတိုက်တော့တွေ့နေခဲ့ပြီ Rust 911 FPV မူလေးပြောင်းတိုင်းနဲ့ပဲဘတ်တာဆိုင်မှုတော့ position တော့ယူနေပြီအဲ့တော့ NGGZ player တယောက်လည်းနှောနေကြတဲ့မြင်ကွင်းတွေ့မြင်ထားတယ်အပါခေါ်ပေးနေတယ်โอเคနေလေးကိုတော့အလှလေးရှောင်ပြသွားတယ်ဗျ Rust 911ရောင်ကြီးဘက်တရီကမပြတ်သေးဘူးနော်โอเคတိုးဝင်လာခဲ့ဆွမ်းနော်သွားခဲ့သလိုကိုငိမ့်မောင်တိုးဝင်လာခဲ့ဆွမ်းကိုတော့နော်ပြီးထားတယ် crazy ပြန်တော့နော်သွားပြီကိုငိမ့်မောင်နော်သွားပြီ GC တွေအချိန်နေကောင်းပါမလား Chili Bot တယောက်ပဲကြံ open free ဖြစ်နေခဲ့အနေထားမှာတော့ Chili Bot အသက်ရှင်ဖို့အတွက်ကတော့လွယ်ကူမနေတော့ဘူးဒီအနေထားကိုကောင်းကောင်းသဘောပေါက်တဲ့နောက်မှာတော့ MMS တွေဖိပြဖို့တော့ကြိုးစားနေခဲ့ပြီ Chili Bot ဆက်စီသွေးလေးနဲ့ပဲခံပြဖို့တော့ကြိုးစားတယ်အပါကောညီလေးအော်ရောင်ရီကောင်းမွန်ဆုံးစူးစမ်းပြီးတော့စော်သားခဲ့တာပဲဗျာနော် player 3ယောက်မှာ Chili Bot 2ယောက်ကိုတော့ပြန်တော့နော်ပေးခဲ့တယ်သို့တော့ညာလဲကျွန်တော်တို့ eliminated တော့ဖြစ်သွားခဲ့ပြီအဲ့တော့ Butter Sign နေတဲ့အတန်တော့ကြားရခဲ့တဲ့ GG Goken Esport Cambodia အသင်းတောင်ကုန်းပေါ်မှာ Butter Sign နေတဲ့အသင်းရှိတယ်ဆိုတော့သူတို့သိတယ်ဒါကြောင့်မလို့ဇုံနဲ့တုံးဝင်လာမဲ့လမ်းကြောင်းကိုတော့ကြိုတင်ပြီးတော့ကျွန်တော်တို့တွတ်ဆာထိုင်းနေပဲ Ranza M4 တိုင်းနေပဲအပိုင်တော့ထောက်နေခဲ့ပြီဗျဒါမဲ့လည်းတစ်ဖက်က player လေးနတ်တယ် cycle ဘယ်ဘက်ချမ်းနေ rotate လုပ်ပြီးပတ်တော့ဝင်သွားပြီညာဘက်ချမ်းဝင်တီးကန်မှာဗျဘယ်ဘက်ချမ်းပတ်ဝင်သွားတဲ့ decision ကတော့မှန်တယ်လို့ပြောတော့ညာလဲ okay ဘယ်ညာပိတ်ဆောင်နေတာဟောင်းကြီးနော်ဘယ်ပဲတိုးညာပဲတိုးတဲ့ဘယ်ဘက်ကပဲတိုးပြစ်ခံရတယ်လို့ပါတို့ဟေ့ဟာရမွေဟေ့နေမွေတော်သေးတာပေါ့ကွာရမွေစိုးလေးရောက်ရင်ကန်ကောင်းနေရောက်ရင်တော်သေးတာပေါ့ player 3ယောက်အတူတကွရှိနေတို့နော်အတူတကွရှိလို့အတူတကွမရှိရင်တခါတည်းပါခေါ်သွားမှာကန်ကောင်းတယ် Phoenix Esport ရောက်ရင်တယောက်တော့တော့သွားပြန်တော့ save လို့ရတယ်အတန်ကြားသွားပြီကိုရောင်မှာအတင်းတင်းရှိတယ်ဆိုတော့တီးတဲ့နောက်မှာ Philippines တင်း NGGZ တွေ okay ကိုရောင်ဘက်အချမ်းကိုတော့စတင်ပြီးတော့ push တော့လှုပ်လာခဲ့ပြီဗျ high ground နဲ့ပြသပေးနေခုနဘတ်တဲမှာနှော်သွားခဲ့တဲ့ A1 first aid တော့ပြန်တော့ထိုးပြီးသွားပြီမီနော်လူမလောင်နေရင်လွတ်မှာလူလာဆောက်ခွက်ရိုက်ပေးလိုက်ဟာရောက်နေကြီးလာတယ်ရောက် simple email position တော့မြင်ထားတယ်တီဝါပြီနေကကွက်တီဝင်လာမှာနော်အာရောက်ရင်နားတယ်ကောင်းလိုက်တဲ့နေရောက်ရင် A1 granite တီချနေခဲ့နောက်မှာ red နော်ဝါခဲ့သလို A1 Phoenix A1 နော်သွားပြီ email okay ရော့အောင်မှာမင်းလည်းတော့ငါလည်းတော့အော်ရောက်ဟိုကောမနော်အောင်ရောက်ရင်ရောက်ရှော့ပြီးထင်းနေ dive player တယောက်ပဲကြံမယ် Phoenix Esport ကဒါ solo ကြံတဲ့ player dive တော်လေးကိုတော့ကျွန်တော်တို့ PR တွေများနေပြီလို့ပြောချင်တယ်နေကိုတော့အလှလေးတော့ရှောင်းပြသွားတယ်ဗျာဒီဘက်မှာလည်း NGGC player 3ယောက်မှာ1ယောက်နှော့တယ်2ယောက်တော့ကြံ2 vs 1 pick ကမှာပြန်တော့ကဲပြီးွားပြီရောက်မြန်လိုက်တာပြန်ကဲသွားတာ dive အချိန်နေမကောင်းတော့ဘူးပြောနေတွင်းမှာပဲ Eman ရဲ့အဆုံးသက် M4 ပြစ်ချက်တွေအောက်မှာ Phoenix Esport eliminated chassis လို့နေရာမျိုးကနေပျောက်ခဲ့သွားခဲ့ပြီဒီချိန်မှာကျွန်တော်တို့တကယ်ကျွန်တော်တို့တသင်းနဲ့ကြံတဲ့အသင်းကိုကြည့်မယ်ဆိုရင်ထိတ်ဆုံးကဥဆောင်နေခဲ့တဲ့အသင်းကတော့ဒါရန်ကုန် Galactico မြန်မာအသင်း YG တသင်းနဲ့သာဂျာရှိနေခဲ့တော့တာဖြစ်ပါတယ်ဂျာရှိနေတဲ့၄သင်းကိုကြည့်မယ်ဆိုရင်ဖိလစ်ပင်း2သင်းကမ်ဘောဒီးယား2သင်းကြားမှာမြန်မာအသင်း1သင်းပဲကြံတော့တယ်ဗျာနော်ကဲကြည့်ရှုအားပေးနေတဲ့ဘောရာတွေတဲလေးလက်မလေးဟာလေးဝိုးလေး reaction လေးလာတာအဝါလေးနှိမ့်ပေးပါဦးနော်၅သင်းပဲကြံတယ်အဲ့တော့ထိတ်ဆုံးကဥဆောင်နေခဲ့တဲ့မြန်မာအသင်းတွေထဲရမှာဒါအသင်းကြီး PP ရန်ကုန် Galactico YG ရှက်တူးလို့နေရာမျိုးကရှိနေခဲ့တဲ့ H1V ကိုကျွန်တော်တို့အမှတ်40နီးပါးလောက်ဖြတ်ထားနိုင်ခဲ့တဲ့အခြေအနေမှာတော့သူတို့အနေနဲ့ကတော့ဒါကေးတွေအရန်ကြီးလိုက်ကောက်နေတာမျိုးမဟုတ်ဘဲနဲ့ပဲဒါထိတ်ဆုံးကဥဆောင်နေတဲ့အသင်း PP ကျွန်တော်တို့ဒါပွဲကိုတော့ဒါအကောင်းဆုံးထိန်းချုပ်ပြီးတော့ပဲ survival လုပ်ပြီးတော့ပဲထိန်းပြီးစော်စားနေတယ်ဗျနော်ထိန်းပြီးစော့နေရဆိုတော့ညာလဲ K point လေး9မှတ်ရထားတာမစိုးဘူးဗျလေကင်း top 5 ထိပါလာပြီဆိုတော့ကမစိုးဘူးအဲ့တော့စောနာပြောကြားခဲ့သလိုပဲထိတ်ဆုံးဥဆောင်နေတဲ့အသင်းကတော့ဒါထိမ့်ပြီးတော့ပဲစော့ရမယ်ဗျနော်သူများအသင်းတွေတခြားအသင်းတွေရဲ့အမှားကိုထိုင်ဆောက်နော်လုံးစရာရှိရလေးအေးစေးလုံးထိမ့်သိမ်းလေးစော့ဒါဆိုရင်ရပြီအမှတ်က40နီးပါးလောက်ပြတ်နေရဆိုတော့နော်အဲ့တော့ကိုပြောစရာမလိုပါဘူးသူတို့လုပ်ကိုသူသိပါသူတို့လုပ်ကိုသူတို့သိတယ်ဗျနော် top 5 ထိတော့ပါလာ K1 5မှတ်
run point နဲ့ဘာညာနဲ့ဆို7နီးပါးရနေပြီ chicken မှာယူသွားရင်တော့တိုင်းထက်လုံပေါ့ဗျာအဲ့တော့ရန်ကုန် Clarity ကို YG က battery အတင်းကြီးစိုင်ပြနေကြမလို့သူများအမောက်အေးစစ်လေးစောင့်ပြီးထိန်းစော့ရုံပဲဗျလက်ရှိစင်းမှာ MSI နေ position ကိုတော့ကျွန်တော်တို့ဒါ 2v2 ခွဲထားတယ် GG Sport ကြောက်တုံးကြီးနောက်မှာရှိနေရဆိုတာကိုတော့သူတို့အနေနဲ့ရိတ်စားမိရလို့ထင်တယ်ဒါကြောင့်မလို့နေတွေတစ်လုံးတစ်လုံးကဆန်းမဲ့ဖောက်ပေးနေတယ် Glody စိတ်တော့မရှိဘူးကားလေးနဲ့ပဲအချိန်နေတော့သွားတော့ကြည့်ကျင်နေတယ်ဗျ Rack ပစ်ချက်အောက်မှာ GMI မှောက်သွားပြီ BKE eliminated အဲ့တော့လေးသိမဲ့ကြံမဲ့ MSI NGGZ GG Esport YG ဆိုပြီးလေးသိမဲ့ကြံမဲ့အနေထားမှာ MSI ချင်းကြောက်တုံးပေါ်ကနေပဲ FVB မိုးလေးပြောင်းတိုင်းနေပဲ Astray ကိနဲ့ခုံပြီးတော့အလှလေးပစ်လိုက်စမ်းမှာအလှလေးကွာဂိုင်ရိုနဲ့လှည့်ပစ်ပြလိုက်ကွာအာလာကွမ်အေးဂူးမခုံချလာတယ်စမိုင်းပစ်မှာပြုတ်ကြသွားတယ်ချင်းကြောက်တုံးပေါ်မှာရောက်ရင်ငုတ်တော့သွားထိုင်နေတဲ့စမိုင်းပစ်ချလိုက်တာဖုတ်ကနေပြုတ်ကြသွားတယ်ခုနကလူရှိမှန်သိတဲ့ဟာကို FVB မိုးပြောင်းပြီးတော့ဖတ်ဆိုခုံပြီးတော့ဘတ်ဆိုဂိုင်ရိုနဲ့လှည့်ပြီးပစ်လိုက်ရင်အေးဆေးကိုဘာစဉ်းစားနေလဲမသိဘူးအုံနောက်ကဒလေးဖြစ်နေNGGZ မီနော် MSI NGGZ YG ဒါဖိလစ်ပင်းအသင်းကောင်း2သင်းနဲ့ဒါမြန်မာအသင်းကောင်း1သင်းဗျာနော် Okay မာနပွိုင်းကိုနေနာနောက်မှာတော့ Glody ကိုတော့နော်ဘေးထားတယ်ရန်ကုန် Clarity ကို YG control ယူလာတာကြီးကောင်းလိုက်တာကွာချစ်ကက်တင်တာရနိုင်တယ်နော်မင်း control လုပ်ထားတာကိုကြည့်အောင်လို့နော် control လုပ်ထားတာ show ဇုံပြင်ကဝင်လာခဲ့မဲ့ player ကိုဒါ pressure ပေးဖို့အတွက်ကိုဒါစေးကလောက်အနေနဲ့ NGGZ ကို pressure ပေးဖို့ဇုံပြင်မှာစေးကလောက်နေခဲ့တယ်ဇုံထဲမှာ cycle တစ်ဝက်လောက်ကိုစမိုင်းမာနဘွိုင်း Romeo ဘွိုင်း3ယောက်ဖြတ်ချက်ထိုင်းနေပဲအကောင်းဆုံးထိန်းချုပ်ဖို့တော့ကြိုးစားနေတယ်ဗျ Okay အဲ့တော့ NGGZ တွေဇုံထဲကိုသူတို့မတိုးရဲသေးဘူးဗျာနော်ဇုံပြင်မှာစေးကလောက်ကနေခဲ့တယ်အဲ့တော့ညှက်ပြစ်မဲ့ပုံစံတော့ရှိတယ်ဗျ Romeo point information တော့ရတယ်သို့တော့ညားလဲသူ့နေရာကြီးကတိတ်တော့မကောင်းဘူးနောက်ကတက်လာရင်လည်းအနေများသလိုအရှိဘက်ကအချက် player တွေရဲ့ဒါလုံးဝတပ်ပါတီ spray လည်း Romeo point တော့သွားနိုင်နေရှိတယ်ဗျဒါကြောင့်မလို့သူ prone ထားတယ်လုံးဝ vision လုံးဝမပြဘူး NGGZ red ကားပေါ်မှာငို့တို့ထိုင်နေခုံပြောင်းပြီးတော့အမဲလောက်တာ Eman အဲ့တော့3သင်းလုံးကတော့ Okay စက္ကန့်50အချိန်ရမယ်ဗျမကြအိုးကောင်းလိုက်တဲ့ Roy AUG 4 တိုင်းပြစ်ချက်တွေအောက်မှာ NGGZ player တယောက်ထပ်ပြီးတော့မှောက်သွားခဲ့ပြန်ပြီဗျဒါပေမဲ့ပြဿနာတော့မရှိဘူးမှောက်သွားတဲ့နေရာကဒါကာဗာရှိတာဖြစ်တဲ့အတွက်ပြန်ပြီးတော့ကင်မီနေတဲ့ပုံစံမျိုးတွေတွေ့မြင်နေရတယ် Roy ဒီနေရာလေးကိုအကောင်းမွန်ဆုံးလေး save လုပ်ဖို့လိုအပ်နေတယ်ဗျဘာလို့လဲသူအနေနဲ့ဘေးမဲ့အတင်းကနောက်ကဝင်လာမဲ့ NGGZ တွေထပ်ပစ်လိုက်ပြီဆိုတော့ဒါ location ကိုမှန်းလို့ရပြီဗျရန်ကုန် Clarity ကို YG chicken dinner ကိုဒီနေ့အတွက်ပထမဆုံး round 1မှာတည်းကထပ်မှန်ပြီးတော့တိမ့်ပိုက်သွားဖို့အခြေအနေကတော့ရှိတယ်လို့ပြောချင်တယ်ဗျ NGGZ တွေ YG တွေရှိတဲ့ဘက်ကိုတော့သူတို့မတိုးသူတို့ဖိလစ်ပင်းအသင်းချင်းရှိတဲ့ MSI တွေရှိတဲ့ဘက်ကိုပဲတိုးသွားပြီကားလေးနဲ့ပဲကျွန်တော်တို့ဒါ rack ကိုတော့ပြစ်ချပေးထားခဲ့စေကလောက်ကျွန်တော်စော်ပိုင်းကလာမှာပြောခဲ့သလိုပဲနော်ဇုံပြင်ကနေဇုံချင်းတဲ့အချိန်မှာတိုးဖို့ကြိုးစားနေခဲ့တဲ့ player 2ယောက်ကိုတော့စေကလောက်တယောက်ထဲနဲ့ပဲအကောင်းဆုံးတာဝန်ကျေစွာနဲ့ပဲထိန်းချောင်းပြသွားတယ်ဗျနော်ကျွန်တော်ပြောခဲ့ဇုံပြင်မှာစေကလောက်နေနေရဆိုလကားနေနေရမဟုတ်လား Okay အဲ့တော့winner chicken dinner ကတော့စိတ်ထဲမှာတော့ခံစားမိနေပြီ YG ရန်ကုန် Clarity ကိုတိမ့်ပိုက်သွားမယ်လို့တော့ထင်နေတယ်ဗျအဲ့နောက်မှာတော့ NGGZ တွေရှိတဲ့ဘက်ကတော့ Glody Astray ကကိုင်နိုင်နေပဲတဲ့ပဲ close ပဲဖန်နီးတာလေးနေပဲအမေထားခဲ့နောက်မှာတော့ last button နေတာမှာမြန်မာအသင်းဖြစ်တဲ့ရန်ကုန် Clarity ကို YG MSI 4man live မျှတယ် 4v4 Master Smile ကားလေးနဲ့ပဲအသားလေးပဲ location လေးကိုကြည့်သွားတယ် pre နေကြီးကြလာခဲ့နောက်မှာ Glody နော်လူနီပါဖြစ်သွားခဲ့တယ်ဗျတကယ်လို့သာနော်ဝါပြီဆိုချက်ချင်းကားနဲ့မောင်းပြီးတော့နော်သွားပြီးတော့ပြစ်မဲ့ပုံစံရှိတယ်တိုးတော့ညားလဲမနော်ဝါဘူးဒီကောင်တော်ကန်ကောင်းသွားဒီနေ့ဖျားရှိကိုးတာထင်တယ်နေကအဖျားလေးကိုကတ်မှန်တာနော်စစီသွေးလေးဖြစ်သွားပြီကဲ last button အနေထားမှာအပေါ်စီး high ground နဲ့ပြသပေးနေခဲ့တယ်ရန်ကုန် Clarity ကို YG player တွေနဲ့ position လေးဖြန့်ကျက်ပြီးတော့ယူထားခဲ့သလိုတစ်ဖက်က MSI player လေးတွေလဲဒါလုံးဝမီတာ50အကွာလောက်ကိုနေရာယူထားတယ်ဗျတယောက်နဲ့တယောက်ချင်း1 say Glody မာနပွိုင်း information ရမယ်လို့ထင်တယ်သူနှိတ်ကိုတော့မှန်းတော့ပြစ်လိုက်တယ်ဗျ Okay အနေငယ်တော့အဖျားတော့ခတ်သွားတယ်ဘုံစားတော့မှန်တယ်ဗျတော့ရှေ့တက်မှာ1 say ရှိမယ်ညာဘက်ချက်မှာ Glody pro 9နဲ့ပဲမာနက်ကိုဒုက္ခပေးဖို့အတွက်ကိုတော့သူဒါလုံးဝစောင့်နေတယ်ဗျနော်လုံးဝ vision မပြတော့ဘူးမာနက်က position ကိုမသိသေးလို့သူမသိသေးလို့သိတာနဲ့သူထားပြစ်မှာ1 say
လက်ထဲမှာနေတလုံးကင်ထားတယ်တွေ့လားမာနဲ့အလှုပ်ကိုစောင့်နေနော် 1v1 pressure ပေးနေတဲ့အချိန်မှာဘေးကနေ Cloudy နှိုက်ဖို့စူးစမ်းနေရဗျမာနဲ့အနေနဲ့ပြဿနာမရှိဘူးနောက်ကနေ Sage Cloud ပြန်ကြည့်ပေးထားလို့ရတယ်နော် location ကို show မာနဲ့ battle sign နေတဲ့အချိန်မှာတော့ပြဿနာမရှိဘူးနောက်ကနေ damage တွေဝင်ပေးလို့ရ Roy လည်းပစ်လို့ရတယ် Sage Cloud အကူညီလမ်းပေးလို့ရတယ်ဗျနော်အကွက်ရွှေ့ထားတယ်လှတယ်နော်နှစ်ယောက်ကိုမာနဲ့ထိန်းနေမာနဲ့နောက်မှာပြန်ကြည့်ပေးနေနှစ်ယောက်ရှိတယ်အစ်စေးပဲဒီဘက်တည်းကချစ်ကဲရအောင်ပါတားကြီးတို့နော်ကြောက်ကွက်ထိုးသလိုပဲ possession ယူလာတာလေ show လိုက်အောင်အစ်စေးပဲစမိုင်း Cloudy ချင်းလဲဂင်ကန်မှာမပူနဲ့ချင်းလဲဂင်ကန်မှာ Romeo Point ဆာစီသွေးလေးဖြစ်နေခဲ့အနေထားမှာ Sage Cloud နေတလုံးမှန်တိုင်းနေပဲချင်းကျွန်တော်ပြောလို့တော့မဆုံးသေးဘူးဂင်ကန်မယ်လို့ပြောလို့ရှိသေးတယ်ချင်းတော့သွားခဲ့တယ်လို့ 1-0 hard shot damage ပေးချက်အောက်မှာ Mana Point မှောက်သွားခဲ့ပြီချင်းလုံးဝအတင်းကြီးအတင်းနှစ်တင်းPP battle sign တာတော့တော်တော်လေးကိုတိုက်ရက်တယ်လို့ပြောချင်တယ်အိုးနော်နေကြတဲ့ player လေးချင်းကိုတော့ Cloudy နေနေပဲရောက်ရင်ကိုတင်းမိတ်ကိုရောက်ရင်နေပြစ်တာကိုတင်းမိတ်ပြန်တော့သွားတယ်လို့နော်အဲ့တော့အားလုံးမြစ်တွေကအတိုင်းမဟလားအတင်းကြီးတွေအပီပီနော်အတင်းကြီးတွေပီပီပေါ့နော်ကျွန်တော်တို့ဒါ battle signer လေးတော်တော်လေးကိုတိုက်ရတယ်ဗျာနော်လုံးဝအမားမခံဘူး battle signer တော်တော်ကောင်းနေတယ် 1 save AVG damage ဝင်လာခဲ့နောက်မှာ Roy မှောက်သွားခဲ့ပြီ smoke တွေကြားထဲမှာပဲ smile စဉ်းစားမနေဘူးဒဲပဲပြေးခဲ့ပေးရတယ် Mana Point မှောက်နေခဲ့ပြီကောင်းလေးထွက်နေခဲ့နောက်မှာတော့UME 45 ပြစ်ချက်တွေအောင်နာတယ်လို့ပြောနေတွင်းမှာပဲဝင်းတော့ကြီးခဲ့တင်တော့ကျွန်တော်အနေနဲ့ခံစားမိနေရလို့ပြောရင်းနဲ့ပဲကျွန်တော်တို့ဒါ PMC 2026 we won ကျွန်တော်တို့ဒါ okay group stage ပွဲစဉ်နောက်ဆုံးရဲ့ round 1 random match မှာတော့ဝင်းတော့ကြီးခဲ့တင်တာကိုရန်ကုန် Galactico YG ပဲသိမ်းပိုက်သွားခဲ့ပြန်ပြီဖြစ်ပါတယ်ခင်ဗျာနော်တကယ်ပါရောက်ရေးငါရဲ့စိတ်ခံစားချက်တွေကအရန်ကောင်းနေတယ်နော်တကယ်ကောင်းတဲ့ဘတ်တယ်နော်တကယ်ကောင်းတဲ့ round 1အဖွင့်လေးဖြစ်ပါတယ်ခင်ဗျာကြီးပါနော်ဟာလာကွန် Cloudy တနာပါတယ်ကွာဟာလာကွန်တင်းမိတ်ကနေနဲ့ပြန်ထုပြီးတော့အပါခေါ်ပေးလိုက်တယ်ပြီးရောကြီးနော်ကိုယ့်ရဲ့စိတ်ခံစားမှုတွေကရန်ကောင်းနေတယ်လို့ကိုပြောခဲ့ပါတယ်တားကြီးတွေနော်အဲ့တော့လက်ဘာလို့ကျွန်တော်က YG ချစ်ကန်ရမယ်လို့ပြောရလဲဆိုတာအကြောင်းတော့ရှိတယ်ဗျာဘာလို့ possession အနေထားကိုကြည့်ရဆိုရင်တော့ YG က possession ယူတာတော်တော်ကောင်းနေပြီဗျာနောက်ဆုံး 4v4 မှာ YG ချစ်ကန်ရတော့မယ်ဆိုတာကျွန်တော်ကသိတယ် high ground ပြလိုက်တဲ့အချိန်မှာဗျာမာနက်ကပလီယာ2ယောက်ကိုသူထိန်းထားတယ်ဗျာသိရမလားညာဘက်ချမ်းမှာ Cloudy သူ့ရဲ့ face to face မှာဖိလစ်ပင်းပလီယာတယောက်ရှိအဲ့ပလီယာ2ယောက်ကိုသူတယောက်တည်းနဲ့ထိန်းထားတယ်အော်သူ့ရဲ့ကြောဘက်ချမ်းမှာမာနက်ကိုပြန်ကြည့်ပေးနေတဲ့ Romeo Boy နဲ့ Sage Cloud ရှိတယ်တကယ်လို့မာနက် battle sign ဟိုဘက်ကပလီယာ2ယောက်နဲ့ battle sign နော့ဝါခဲ့သည်ရှိတော့ဟိုကောင်တွေတိုးဝင်လာတဲ့အချိန်မှာဘာလို့မှလဲ Sage Cloud နဲ့ Romeo Boy ကနှစ်ဖက်သိရမှာလုံးဝ crossing ဗျာဘယ်လိုပြောဘယ်လိုခေါ်လဲနှစ်ဖက်ညှက်ထားတာဗျာခွာပြစ်လို့ရတယ်ဗျာသိလားအဲ့လိုအနေထားပါတော့ဟိုဘက်ချမ်းပလေယာ2ယောက်ကကျတော့စမိုင်းတယောက်တည်းနဲ့ထိန်းနေတယ်ဗျာစမိုင်းထိန်းထားတဲ့ဘက်ကိုလည်း Roy ယူရတဲ့ position ကဘယ်ဘက်ချမ်းကိုလည်းထိန်းလို့ရတယ်ညာဘက်ချမ်းကိုလည်းကူပစ်ပေးလို့ရတယ်ဗျာအဲ့ကြောင့် position ကြည့်လိုက်တာနဲ့အရန်တိတာနေဗျာ YG ချစ်ကန်ရပြီဆိုတော့ကျွန်တော်အမှန်တည်းသိလိုက်တယ် overall ranking လေးကြည့်ပြီးွားရင် highlight လေးပြမယ် highlight လေးပြပြီးွားရင်ကြော်ညာလေးတစ်ဖြတ်ဝင်မလားကဲ21မှတ်ပေါင်းသွားပြီဗျာနော် K.17 မှတ်ဟလား K.17 မှတ်နော် K.17 မှတ် total 22မှတ် MSI 19မှတ် GG 18မှတ်ဟိုဖိလစ်ပင်းအသင်းတွေလည်းအမားမရှိပါဘူးနော်ဖိလစ်ပင်းအသင်းတွေလည်းဆော့ပါအမားမရှိဘူးဒါပေမဲ့မနိုင်တာဗျနော်နော်ဖိလစ်ပင်းအသင်းတွေဆော့သွားလဲသူတို့အမားတော့မရှိပါဘူးတားကြီးတွေနော်အမား214တို့ HYVE တို့ဟုတ်လား MSI တို့ဖိလစ်ပင်းအသင်း3သင်းလုံးဆော့သွားတာအမားမရှိဘူးဒါပေမဲ့မနိုင်တာဗျ